သမီးဒီနေ့ဖေဖေကွယ်လွန်သွားပြီဖြစ်တဲ့ကြပြာဆရာမောင်ခိုင်ရဲ့ချစ်တတ်တဲ့သူတွေနဲ့အတူဆိုတဲ့ကြပြာစာအုပ်လေးကိုဖတ်နေမိတယ်အဲ့ဒီတည်းကအပိုက်85ကိုသဘောကျတာနဲ့သမီးလေးကိုပြောပြလိုက်တာနားထောင်ကြည့်နော်ကမ္ဘာလောကကြီးတဏ္ဍတလျားမှာကံတရားတွေရွေ့လျားနေကြတယ်အနေအထားအမျိုးမျိုးတန်ဖိုးတတ်မှတ်ချက်အဖုံဖုံပုံသဏ္ဍာန်အထုအပါအစားစားနဲ့လူသားတွေရွေ့လျားနေကြတယ်အများတကာနဲ့ရောနှောပြီးစီးရတဲ့ဆက်လေကားတစ်စင်းရဲ့ရွေ့လျားမှုတဲမှာလားအနုပညာဆန်းဆန်းစိတ်ကူးတောင်ပန်နေတတ်ဆင်ပြီးအနာဂတ်မြင်မျက်လုံးကြီးနဲ့ရွေ့လျားနေတာလားကိုတော်နားမလဲပဲတရွတ်ဆွဲပြီးရွေ့လျားနေတာလားငားမြရင်ရေချိုးပြန်မဲ့ညင်နဲ့ရွေ့လျားနေတာလားထီးဖြူလို့ဖနှက်ပါမဲ့အလကားရွေ့လျားနေတာများလားရာစုသစ်ကိုချစ်တဲ့သူတွေကတော့မဖြစ်မနေရွေ့လျားနေကြတယ်သမီးဖတ်လို့နားလဲရလားမသိကြပြဆိုတာနားလဲလဲမလဲလဲဖတ်နေရင်နားထောင်နေရင်နဲ့စိတ်ထဲမှာမှုတစ်ခုခံစားရတယ်ဆိုရင်လုံလောက်ပြီသမီးလုံးစိပတ်စစ်နားလဲစရာမလိုဘူးနည်းနည်းတော့ဖေရှင်းပြရမယ်ဆိုရင်တော့21ရာစုတွေလူသားတွေဟာအချိန်နဲ့အမျှလှုပ်ရှားသွားလာနေတဲ့အခါမှာစိတ်ကူးအမျိုးမျိုးဘောအမျိုးမျိုးရည်ချက်အမျိုးမျိုးနဲ့သွားနေကြတယ်ဆိုတဲ့သဘောပြောချင်တာပါသမီးရေကြပြလေးတွေချစ်တတ်အောင်လဲဖေကတစ်ခါကြပြတွေရွတ်ပြချင်နေတာသမီးရဲ့